皆さん、こんにちは。日本語からいらっしゃいませ。私はバンゴです。今から20 basic in 5 episode 10ကိုဆက်ဆုံးမရှိတာအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဘန်ကိုဖြစ်ပါတယ်အခုဒီဗီဒီယိုမှာတော့နာနီလူနဲ့နိုနဲ့ဟာဟီဖူဟဲဟိုဆိုတဲ့ဆယ်လုံးကိုရေးပြပြီးတော့ကျင်ပါတယ်ပထမဗီဒီယိုမှာရေးပြထားခဲ့တဲ့ကာရကနာတွေကိုလည်းရအောင်လေ့ကျင့်ထားဖို့အတွက်ပြောချင်ပါတယ်အခုဒီဗီဒီယိုမှာတော့ဒီဆယ်လုံးကိုရေးပြပြီးတော့ပါမယ်ဒီဆယ်လုံးပြီးရင်တော့နောက်ထပ်တော့ဘယ်မှမချင်တော့ပါဘူးခါရကနာပြီးတော့မှဖြစ်ပါတယ်ခါရကနာနောက်ထပ်ဆယ်လုံးကျော်လောက်ပဲကျန်ပါတော့တယ်ဒါကြောင့်မလို့ခါရကနာနဲ့ပထမပြီးခဲ့တဲ့ခါရကနာတွေနဲ့အခုခါရကနာကိုလည်းပြန်ကြည့်အောင်လေ့ကျင့်ထားဖို့ပြောချင်ပါတယ်ကဲစလေးအောင်မယ်ပထမဆုံးအနေနဲ့နာလေးကိုရေးပြပေးတော့မှဖြစ်ပါတယ်မြန်မာနဲ့ကြောင်းဆွဲမယ်တစ်ချက်မြန်မာနဲ့ကြောင်းဆွဲမယ်တစ်ချက်ပြီးရတဲ့အပေါ်နေအောက်ကိုကွေးကလေးနဲ့ဝိုက်ချပါမယ်နှစ်ချက်မြန်မာကြောင်းဆွဲမယ်တစ်ချက်ပေါ်နေအောက်ကိုကွေးကလေးဝိုက်ချမယ်နှစ်ချက်မြန်မာကြောင်းဆွဲမယ်တစ်ချက်ပေါ်နေအောက်ကိုကွေးကလေးဝိုက်ချမယ်နှစ်ချက်မြန်မာကြောင်းဆွဲမယ်တစ်ချက်ပေါ်နေအောက်ကိုကွေးကလေးဝိုက်ချမယ်နှစ်ချက်နောက်တစ်လုံးမှာနားလေးရဲ့ဆွဲချက်ကတော့နှစ်ချက်ပဲရှိပါတယ်မြန်မာကြောင်းဆွဲမယ်တစ်ချက်ပေါ်နေအောက်ကိုကွေးကလေးဝိုက်ချမယ်နှစ်ချက်နောက်ဆုံးလုံးလေးပါမြန်မာကြောင်းဆွဲမယ်တစ်ချက်ပေါ်နေအောက်ကိုဝိုက်ချမယ်နှစ်ချက်နားလေးရဲ့ဆွဲချက်ကတော့ဒီလောက်ပါပဲเนาะနောက်တစ်လုံးကတော့နှိပါမြင်းပြောင်းတိုလေးဆွဲမယ်တစ်ချက်မြင်းပြောင်းတိုလေးဆွဲမယ်တစ်ချက်အောက်ကနေအတက်ရှည်အရှည်လေးထပ်ဆွဲမယ်နည်းနည်းခောက်ခောက်ကလေးနဲ့နှစ်ချက်ဒီလေးရဲ့ဆွဲချက်ကတော့နှစ်ချက်ပဲဖြစ်ပါတယ်မြင်းပြောင်းတိုလေးတစ်ချက်နောက်ထပ်အထက်နည်းနည်းရှည်အရှည်လေးတစ်ချက်နှစ်ချက်ပါမြင်းပြောင်းတိုလေးတစ်ချက်နောက်ထပ်အရှည်လေးတစ်ချက်မြင်းပြောင်းတိုလေးတစ်ချက်နောက်ထပ်အရှည်လေးတစ်ချက်ပါလွယ်ပါရင်တော့ဒီလေးရဲ့ဆွဲချက်ကလည်းနှစ်ချက်လေးပဲရှိပါတယ်ရှည်လေးတစ်ချက်နောက်ဆုံးလုံးလေးပါမြင်းပြောင်းတိုလေးတစ်ချက်ရှည်လေးတစ်ချက်ဒါပါပဲเนาะနောက်တစ်လုံးကတော့နှုတ်ပဲဖြစ်ပါတယ်လူလေးရဲ့ဆွဲချက်ကလည်းလွယ်ပါတယ်ခုံပုံစံလေးအရင်ဆွဲမယ်တစ်ချက်ခုံပုံစံလေးအရင်ဆွဲမယ်တစ်ချက်ပြန်နဲ့ဖြတ်ချလိုက်မယ်အလေလောင်းတော့ကနေပြီးတော့ဖြတ်အတူလေးနှစ်ချက်ပါဆွဲချက်ကလည်းနှစ်ချက်လေးပဲရှိပါတယ်ခုံပုံစံလေးဆွဲမယ်တစ်ချက်ပြီးရင်ဖြတ်ချလိုက်မယ်နှစ်ချက်ခုံပုံစံလေးဆွဲမယ်တစ်ချက်ပြီးရင်ဖြတ်ချလိုက်မယ်နှစ်ချက်ခုံပုံစံလေးဆွဲမယ်ပြီးရင်ဖြတ်ချလိုက်မယ်နှစ်ချက်နောက်တစ်လုံးမှာခုံပုံစံလေးဆွဲမယ်တစ်ချက်ပြီးရင်လည်းဖြတ်ချလိုက်ပါမယ်နှစ်ချက်ခုံပုံစံလေးဆွဲမယ်ပြီးရင်ဖြတ်ချလိုက်မယ်နှစ်ချက်ဒါပါမယ်နော်ပြုပြီးတော့နောက်တစ်လုံးကတော့နည်းပဲဖြစ်ပါတယ်နယ်လေးရဲ့ဆွဲချက်ကလည်းများတယ်ဆိုပေမဲ့လွယ်ပါရင်တော့ဆက်လေးတစ်ချက်ဆက်လေးတစ်ချက်ပြီးရင်နှုတ်လိုမျိုးခုံပုံစံလေးတစ်ချက်ဆွဲမယ်ဒီမှာကဘာပူလာလဲဆိုတော့တောက်လေးရဲ့နောက်ကအကားလေးရဲ့ပါခုံပုံစံလေးတစ်ချက်ပြန်နဲ့အောက်ကနေတောက်နည်းနည်းရှည်ရှည်လေးထောက်လိုက်မယ်တစ်ချက်သုံးချက်ဆက်လေးတစ်ချက်ခုံပုံစံလေးကတစ်ချက်နှစ်ချက်နောက်ထပ်အောက်ကနေတောက်လေးအတူလေးနည်းနည်းရှည်ရှည်လေးတစ်ချက်သုံးချက်ပြီးရင်နောက်ကိုအချုံလေးတစ်ချက်လေးချက်ပါဆက်ချက်လေးကတော့လေးချက်ပဲဖြစ်ပါတယ်မင်းချက်လေးတစ်ချက်ပြီးရင်လည်းခုံပုံစံလေးတစ်ချက်ပြီးရင်အောက်ကနေထောက်လိုက်မယ်သုံးချက်နောက်ကအချုံလေးထပ်ထည့်လိုက်မယ်လေးချက်နောက်တစ်လုံးမှာမင်းချက်လေးထည့်မယ်တစ်ချက်ပြီးရနဲ့ခုံပုံစံလေးဆွဲမယ်နှစ်ချက်ပြီးရင်အောက်ကနေထောက်လိုက်မယ်သုံးချက်ပြီးရင်နောက်ကနေအသက်ပြန်ထည့်မယ်အသက်လေးလေးချက်လိုက်ဆွဲကြည့်ပါနော်မင်းချက်တစ်ချက်ခုံပုံစံလေးတစ်ချက်ခုံပုံစံလေးဆွဲမယ်ခုံလေးနဲ့နည်းနည်းဆင်းလို့ပါခုံပုံစံလေးလို့မှတ်ထားတာပို့ပြီးတော့ကောင်းပါတယ်အောက်ကနေတောက်လေးတစ်ချက်ပြီးရင်လည်းနောက်ကနေအသက်လေးတစ်ချက်နောက်တစ်လုံးကတော့နိုလေးပဲဖြစ်ပါတယ်နိုလေးရဲ့ဆွဲချက်ကလည်းတော်တော်လေးကိုလွယ်ပါတယ်နော်တစ်ချက်လေးပဲရှိပါတယ်ကွေးလေးနဲ့တစ်ချက်နိုလေးပါကွေးလေးနဲ့တစ်ချက်ကွေးလေးနဲ့တ
တစ်ချက်ကွေးကွေးလေးနဲ့တစ်ချက်ပါနောက်ဆုံးလုံးကတော့ဟာရန်လေးဖြစ်ပါတယ်ဟာရန်ကိုမှဟာလေးကိုရေးပြပေးပါမယ်ပူကြည်မီတောင်ပုံလေးလိုပါစောင်းစောင်းလေးတစ်ချက်စောင်းစောင်းလေးတစ်ချက်နောက်ထပ်စောင်းစောင်းလေးတစ်ချက်နှစ်ချက်ပါဆွဲကြက်လေးကလည်းနှစ်ချက်လေးပဲရှိပါတယ်ပူကြည်တောင်ပုံစံလေးပါစောင်းစောင်းလေးတစ်ချက်ပြီးရင်နောက်ထပ်စောင်းစောင်းလေးတစ်ချက်ပြီးရင်စောင်းစောင်းလေးတစ်ချက်ပြီးရင်နောက်ထပ်စောင်းစောင်းလေးတစ်ချက်နောက်ထပ်စောင်းစောင်းလေးတစ်ချက်နောက်ထပ်စောင်းစောင်းလေးတစ်ချက်နောက်တစ်လုံးမှာစောင်းစောင်းလေးတစ်ချက်စောင်းစောင်းလေးတစ်ချက်နောက်ဆုံးလုံးလေးပါစောင်းစောင်းလေးတစ်ချက်စောင်းစောင်းလေးတစ်ချက်ဟာလေးပေါ့နော်ဖူကြည်တောင်လေးမှာဟာလေးဟာပေါ့ဟာလေးနဲ့ဟာနောက်တစ်လုံးကတော့ဟီပဲဖြစ်ပါတယ်ဒီလေးရဲ့ဆွဲချက်ကလည်းနှစ်ချက်လေးပဲရှိပါတယ်ဒီနေ့စောင်းစောင်းလေးတစ်ချက်ဒီနေ့စောင်းစောင်းလေးတစ်ချက်ပြီးရနဲ့အာလီကိုအပေါ်နဲ့အောက်ကိုထိပြီးတော့ဝိုက်ချလိုက်မယ်နှစ်ချက်စောင်းစောင်းလေးတစ်ချက်ပေါ်နဲ့အောက်ကိုထိပြီးတော့ဝိုက်ချလိုက်မယ်နှစ်ချက်စောင်းစောင်းလေးတစ်ချက်ပြီးရနဲ့အပေါ်နဲ့အောက်ကိုထိပြီးတော့ဝိုက်ချလိုက်မယ်နှစ်ချက်ထိပြီးတော့အပေါ်နဲ့အောက်ကိုထိပြီးတော့ဝိုက်ချလိုက်မယ်နှစ်ချက်စောင်းစောင်းလေးတစ်ချက်အပေါ်နဲ့အောက်ကိုထိပြီးတော့ဝိုက်ချလိုက်မယ်နှစ်ချက်နောက်ဆုံးလုံးလေးပါစောင်းစောင်းလေးတစ်ချက်ပြီးရင်အပေါ်နဲ့အောက်ကိုဝိုက်ချလိုက်မယ်နှစ်ချက်နောက်တစ်လုံးကတော့ဖူပဲဖြစ်ပါတယ်ဖူလေးရဲ့ဆွဲချက်ကလည်းလွယ်ပါတယ်နော်သူကရှေ့မှာရေးပြခဲ့တဲ့ရှေ့မှာနောက်မှရေးပြတယ်မြင်းပြောင်းဆွဲမယ်ပြီးရင်အောက်ကိုဝိုက်ချမယ်တစ်ချက်ထဲပါဆွဲချက်လေးရတယ်တစ်ချက်ထဲပါမြင်းပြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်ဒါလေးပါနော်မြင်းပြောင်းဆွဲမယ်မြင်းပြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်နောက်တစ်လုံးမှာမြင်းပြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်နောက်တစ်လုံးမှာမြင်းပြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်နောက်ဆုံးလုံးလေးပါမြင်းပြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်နောက်တစ်လုံးကတော့ဟဲပဲဖြစ်ပါတယ်ဟာတိုင်းရဲ့နောက်ဆုံးလုံးလေးပါဟဲလေးကလည်းလွယ်ပါရဲ့နော်ချုံလေးကုန်းကုန်းလေးနဲ့သူကအိမ်ခေါင်မှုပုံစံလေးပါဒီဘက်ကတူမယ်ဟိုဘက်ကရှည်မယ်တူတူလေးခုံးမယ်ရှည်မယ်တူလေးခုံးမယ်ရှည်မယ်အိမ်ခေါင်မိုးလေးနဲ့တူပါတယ်နော်တူမယ်ရှည်မယ်တူမယ်ရှည်ပါမယ်အခုမှဆိုရင်တော့နောက်ဆုံးလုံးလေးဖြစ်တဲ့ဟိုလေးပဲဖြစ်ပါတယ်ဟိုလေးကလည်းလွယ်ပါရင်တော့မြင်းဖြောင်းဆွဲမယ်တစ်ချက်မြင်းဖြောင်းဆွဲမယ်တစ်ချက်ပြီးရင်အပေါ်နဲ့အောက်ကိုဖြတ်ချမယ်အောက်ဆုံးမှာအကောက်လေးအသေးလေးပါပါတယ်နော်မြင်းဖြောင်းဆွဲမယ်တစ်ချက်ပြီးရင်အပေါ်နဲ့အောက်ကိုမြင်းဖြောင်းတစ်ချောင်းဆွဲချမယ်အသေးသေးလေးထည့်မယ်ပြီးရင်ဘေးကနေအတက်ထည့်မယ်မြင်းဖြောင်းဆွဲမယ်တစ်ချက်ပေါ်နဲ့အောက်ကိုမြင်းဖြောင်းရှေ့ဆွဲချမယ်အောက်ဆုံးမှာအချုံလေးအသေးလေးထည့်မယ်ပြီးရင်ဘေးကနေအတက်လေးထည့်မယ်တစ်ချက်ဆွဲချက်လေးကတော့၄ချက်ပဲဖြစ်ပါတယ်မြင်းဖြောင်းကြောင်းဆွဲမယ်တစ်ချက်အပေါ်နဲ့အောက်ကိုမြင်းဖြောင်းရှေ့ဖြတ်ချမယ်နှစ်ချက်အချုံလေးတေးထည့်မယ်ပြီးရင်ဘေးကနေနှစ်ဖက်အတက်တွေထည့်မယ်ဟိုဘက်ဒီဘက်ဟိုလေးပါနောက်တစ်လုံးဆွဲပြပါမယ်မြင်းဖြောင်းဆွဲမယ်တစ်ချက်အပေါ်နဲ့အောက်ကိုဝိုက်ချမယ်ချုံလေးတေးလေးထည့်မယ်ပြီးရင်ဟိုဘက်ဒီဘက်အတက်လေးတွေထည့်ပါမယ်မြင်းဖြောင်းကြောင်းဆွဲမယ်တစ်ချက်ပေါ်နဲ့အောက်ကိုမြင်းဖြောင်းရှေ့ဆွဲချမယ်အတက်လေးတေးလေးထည့်မယ်နှစ်ချက်ပြီးရင်ဟိုဘက်ဒီဘက်အဆက်လေးတွေထည့်ပါမယ်ဒီနေ့မှာဆိုရင်တော့နာနီနူနေနူနဲ့ဟာဟီဖူဟဲဟိုလိုကိုဒီဘက်တော့ဖြစ်ပါတယ်ဒီနေ့မှာ10လုံးတောင်ပေးလိုက်တာဖြစ်လို့ဒီချာလေးရအောင်လုပ်ထားဖို့ပြောချင်ပါတယ်ဒီဗီဒီယိုရမှာနောက်ဗီဒီယိုကိုကြည့်ပြပါဒါဆိုရင်တော့ခါရလည်းပြီးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးပဲမရော့အောင်ကျွမ်းကျင်အောင်လေ့လာထားဖို့အတွက်ပြောချင်ပါတယ်ဂျာမတာအတိုးတဲ့နဲ့ဘိုင်ဘိုင်